လို့ကိုမလို့ပါနောက်ရှက်ကအောင်နောက်ထဲမှာဆွဲနေတဲ့ဆွလုံးနှလုံးကဒါကြောင့်ခဲ့လေပြန်လဲလာမယ်တော့ဘယ်လိုလဲမေလက်ခံမလားမေစီချိုမလားအပေတော့ပါဘူးမမိုက်တော့ပါဘူး